Semi Final ရဲ့အကောင်းဆုံးပွဲစဉ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Sport Motion Channel ကနေကြိုဆိုလိုက်ပါတယ် Champion League ဆိုတာဘောလုံးလောကရဲ့အမြင့်ဆုံး stage တစ်ခုဖြစ်ပြီး Semi Final အဆင့်ရောက်လာတဲ့အချိန်မှာတော့ပွဲတိုင်းဟာ Final လိုပဲတင်းမာပြီးစိတ်လှုပ်ရှားစရာအပြည့်ရှိနေတတ်ပါတယ်ဒီနေ့တော့သမိုင်းထဲမှာမမေ့နိုင်တဲ့ Semi Final ပွဲကြီး၄ပွဲကိုပြောပြပေးသွားမှာပါပထမဆုံးကတော့2019ခုနှစ်မှာဘာစီလိုနာနဲ့လီဗာပူးတို့ပွဲကြီးဖြစ်ပါတယ်ပထမအကြော့မှာဘာစီလိုနာက3-0နဲ့အနိုင်ယူထားပြီးမက်ဆီရဲ့ free kick ကိုအပါဝင်ခြေစွမ်းကဘာအဆင့်ပါပဲလူတိုင်းကဘာစီလိုနာဖိုင်နယ်တက်မယ်လို့ယုံကြည်နေတဲ့အချိန်မှာအန်ဖီမှာဖြစ်ခဲ့တဲ့ဒုတိယအကြော့ကတော့ဘောလုံးသမိုင်းမှာအမိုက်ဆုံးကမ်းဘက်တစ်ခုဖြစ်လာခဲ့ပါတယ်လီဗာပူးကမိုဟာမက်ဆာလာနဲ့ရိုဘတ်တိုဖာမင်ညိုတို့မပါဘဲကစားရပေမဲ့4-0နဲ့အနိုင်ယူပြီးနှစ်ကြော့ပေါင်း4-3နဲ့ဘာစီလိုနာကိုပြန်လည်ပစ်ခဲ့တာကမဖြစ်နိုင်ဘူးဆိုတာကိုဖားစဖို့ပြောင်းလိုက်တဲ့အခိုက်အတန့်တစ်ခုပါနောက်တစ်ပွဲကတော့2022ခုနှစ် Real Madrid နဲ့ Manchester City တို့ကြားက epic battle ဖြစ်ပါတယ် Pep Guardiola ရဲ့ City ကပထမအကြော့မှာ4-3နဲ့အနိုင်ရထားပြီးဒုတိယအကြော့မှာလည်း90မိနစ်နီးပါးအထိ advantage ကိုထိန်းထားနိုင်ခဲ့ပါတယ် Bernabeu မှာရှိတဲ့ fan တွေတောင်စိတ်လျော့နေတဲ့အချိန်မှာ Rodrigo က2 goal ဆက်တိုက်သွင်းပြီးပွဲကိုအရှိန်ပိုအထိဆွဲသွားခဲ့ပါတယ်အဲ့ဒီနောက် Karim Benzema ရဲ့ penalty goal က Real Madrid ကို final တက်စေခဲ့ပါတယ်ဒီပွဲက Never Give Up ဆိုတဲ့ football spirit ကိုအပြည့်အဝပြသပေးခဲ့ပြီး Real Madrid ရဲ့ Champions League ကိုထပ်မံအတည်ပြုခဲ့ပါတယ်တတိယပွဲအနေနဲ့ Barcelona နဲ့ Inter Milan တို့ရဲ့2025 semi-final ကိုပြောရမယ်ဆိုရင်tactical battle အပြည့်နဲ့ tension မြင့်မားတဲ့ပွဲတစ်ပွဲဖြစ်ပါတယ် Barcelona ရဲ့ possession-based style နဲ့ Inter Milan ရဲ့ disciplined defensive system တို့တိုက်ခိုက်ကြတဲ့ဒီပွဲမှာ midfield control ကအဓိကအချက်ဖြစ်လာပါတယ် Barcelona ဘက်က young talents တွေ brilliance ပြသခဲ့တယ်လို့ Inter Milan ဘက်က counter-attack strategy ကလည်းအလွန်ထိရောက်ခဲ့ပါတယ် goals တစ်လုံးချင်းစီက match momentum ကိုပြောင်းလဲသွားစေပြီး fans တွေအတွက် unpredictable ဖြစ်စေခဲ့ပါတယ်ဒီပွဲဟာ modern football မှာ tactics ဘယ်လောက်အရေးကြီးလဲဆိုတာကိုပြသပေးတဲ့ example တစ်ခုဖြစ်ပါတယ်နောက်ဆုံးပွဲကတော့2026ခုနှစ် PSG နဲ့ Bayern Munich တို့ကြားက semi-final clash ဖြစ်ပါတယ်ဒီပွဲက superstar Powerhouse ဆိုတဲ့ဒိမ်နဲ့အရန်စိတ်ဝင်စားစရာကောင်းပါတယ် Spurs မှာ attacking talent တွေပြည့်နှက်နေပြီး Bayern Munich ဘက်မှာတော့ structure နဲ့ experience ကိုအားထားထားပါတယ် high pressing fast transition clinical finishing တွေကြောင့် match tempo ကအရန်မြန်ပြီး interaction တွေပြည့်နေပါတယ် goalkeeper save တွေ last ditch defending တွေကလည်း match result ကိုတက်ရောက်မှုရှိစေခဲ့ပါတယ်ဒီပွဲက Champions League semi-final stage ရဲ့ intensity ကိုပြသပေးတဲ့ modern classic တစ်ပွဲဖြစ်လာနိုင်ပါတယ်ဒီပွဲလေးပွဲကိုစူးစီးကြည့်မယ်ဆိုရင် Champions League semi-final stage ရဲ့ essence ကိုတေချာမြင်နိုင်ပါတယ် comeback ဖြစ်နိုင်တဲ့အချိန်တိုင်းရှိနေတဲ့ superstar တစ်ယောက်ရဲ့ moment တစ်ခုက match ကိုပြောင်းလဲနိုင်တဲ့ tactics တစ်ခုက result ကိုသတ်မှတ်နိုင်တဲ့ football က unpredictable ဖြစ်လို့ပဲလူတွေစိတ်ဝင်စားကြတာပါညီကုန်းချုပ်အနေနဲ့ Champions League semi-final ဆိုတာ football fans တွေအတွက်အမှတ်တရတွေအများဆုံးပေးနိုင်တဲ့ stage တစ်ခုဖြစ်ပါတယ် Barcelona vs Liverpool လို့ comeback legends Real Madrid vs Man City လို့ dramatic nights Barcelona vs Inter Milan လို့ tactical battles နဲ့ PSG vs Bayern Munich လို့ modern clashes တွေဟာ football history ထဲမှာအမြဲတမ်းမှတ်တမ်းတင်နေမဲ့ပွဲကြီးတွေဖြစ်နေပါလိမ့်မယ်